အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာ Binance နဲ့ Future Trade ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားပါမယ်ဆိုတော့ Future Trade လုပ်ရတာခက်လားလွယ်လားဆိုလို့ရှိရင်မခက်ပါဘူး Future Trade မှာအမြတ်ရဖို့အတွက်ကတော့ခက်တာပေါ့နော်အဲ့လိုတော့ရှိပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာ Binance နဲ့ Future Trade ကိုဘယ်လိုလုပ်ရလဲဆိုတဲ့သဘောတရားအကြောင်းလေးပေါ့နော်အဲ့ဒါကိုကျွန်တော်ရှင်းပြပေးသွားပါမယ်အရင်ဆုံးကျွန်တော်က Future Trade လုပ်မှဆိုလို့ရှိရင် Futureအဲ့လိုဖို့အတွက် Binance application တွေကိုဝင်လိုက်ပါတော့။ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ account တစ်ထဲမှာကျွန်တော်$10ထည့်ထားရပါတော့။စမ်းပြဖို့အတွက်ပေါ့နော်။ဆိုတော့ Future Trade လုပ်မှာဆိုလို့ရှိရင် Future Trade အကြောင်းကိုအရင်ဆုံးမပြောခင်မှာကျွန်တော်ကဒီ Binance ရဲ့ဒီ tools လေးပေါ့နော်။အဲ့လေဘယ်လိုလုပ်လို့လဲပြပြမယ်။အရင်ဆုံးကျွန်တော်တို့ဝင်ချင်းမြင်လိုက်တဲ့ဟာပေါ့။ဒီမှာပေါ်နေတဲ့ဟာ$10.23ဆိုပြီးပေါ်နေ။အဲ့ဒါကတော့ကျွန်တော်တို့ Binance app ထဲမှာထည့်ထားတဲ့ဒေါ်လာအမောင့်အားလုံးကိုပြပေးရပါတော့အကုန်လုံးပေါ်နေရပါကျွန်တော်တို့မှာ$100ထည့်ထားမယ်ဆိုလို့ရှိရင်$100ဒီနေရာမှာပေါ်နေမှာပေါ့နော်အဲ့ပြီးတော့ဒီအောက်ဆုံးမှာရှိတဲ့ home market trade future sm ဆိုပြီးတော့ကျွန်တော်တို့က9ခုရှိရပါတော့ home ဆိုတာကကျွန်တော်တို့ဝင်ချင်းမြင်ရမယ့်အရာပေါ့နော်ဒီ market ကကြတော့ကျွန်တော်တို့ဒီ crypto မှာရှိနေတဲ့ coin တွေရဲ့ဈေးနှုန်းတွေ PNN လေးပေါ့နော်အဲ့ဒါတွေတက်နေလားကျနေလားဆိုတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီမှာတော့အဆုံးရှိပါနော်ဒါကတော့ကျွန်တော်တိတ်မသုံးပါဘူးကိုလိုအပ်မှသာရှာပြီးတော့သုံးတာဆိုတော့လေအပြီးရင်နောက်တစ်ခုကအောက်ဆုံးမှာပေါ့နော် lead မှာ trade ဆိုပြီးရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါ trade ဆိုပြီးတော့ဒီမှာ spot ဆိုပြီးတော့ပြနေအဲ့ဒါကတော့ spot trade လုပ်တဲ့အခါမှာသုံးတာပေါ့နော် spot ရဲ့ဘေးမှာဒီ compass ဆိုတာကတော့ကျွန်တော်တို့ကဒီ coin နဲ့ USDT နဲ့လဲတာပေါ့နော်coin ရှင်းရှင်းလဲဖလှယ်တာပေါ့အဲ့သဘောပါပဲပြီးရင် compact ပြီးရင် spot လာမယ် spot ပြီးရင် spot ပေးမှာ margin ကြောင်းတော့ပြောတော့ပေါ့နော်ပြီးရင်တော့ P2P ဆိုပြီးရှိတယ် P2P ကတော့ကျွန်တော်ကဒီကိုယ့်ရဲ့ Binance account ထဲမှာရှိတယ် Binance account ထဲမှာရှိတယ်ဒေါ်လာတွေကိုမြန်မာငွေနဲ့ပြန်ချိန်တဲ့အခါမှာ trade လုပ်ရတဲ့သဘောမျိုးပေါ့နော်မြန်မာငွေရအောင်ဒေါ်လာနဲ့လဲတာရောင်းတာပေါ့နော်အဲ့သဘောပါပဲပြီးရင် P2P ပြီးရင်ကျွန်တော်အဲ့ဘေးမှာ alpha ဆိုပြီးရှိရပါတော့ဒါတွေကကျွန်တော်တို့ဒီတိတ်ပြီးခွန်ဖြစ်ဘူးပေါ့နော် alpha event တွေ claim တဲ့ခါမှာခါမှတာနော်ကျွန်တော်ဒီ trade ကိုလုပ်ပြီးတော့အသုံးပြုရပါအဓိကသိချင်တာကကျွန်တော်ဒီနေ့ပြောမှာ future trading အကြောင်းပေါ့ဒါကတော့ tools လေးတွေကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြပေးရပါဆိုတော့မယ်ကျွန်တော် trade ပြီးတော့လို့ရှိရင် trade ဘေးမှာ future ဆိုပြီးရှိပါတယ် future ဆိုပြီးတော့အဲ့တော့ future trade လုပ်တဲ့အခါမှာသုံးရတာပေါ့နော်ဒီမှာ USD and future နဲ့ပဲ trade ပါပေါ့နော်ဒါရောတိတ် spot money ဆိုတာကကျွန်တော်ဒီထားရပါနော် future trade လုပ်ရမှာ future trade မှာ20ခွန်ဆိုတာကတော့စကိုပြောတာပေါ့နော် leverage $1 ကိုဒေါ်လာနဲ့ trade ပြီးတော့ leverage စိတ်စားတင်လိုက်မှာဆိုလို့ရှိရင်ကျွန်တော်တို့က$ဆက်ပြီး$10ဘောလုံးဖြစ်သွားမှာပေါ့နော်ဘောလုံးတိုးတဲ့အခါမှာဒီ leverage ကိုသုံးတယ်ပေါ့နော်နောက်ကဒီ event လေးလာတဲ့အခါမှာ trade ဖို့တည်တံ့ဆိုရင်ရပါပြီပြီးမှတော့အဆက်မှာ overview ရှိမယ် overview ရှိတော့ကျွန်တော်တို့ဘိုင်းတဲ့ထဲမှာရှိတဲ့ဟာတွေအကုန်လုံးကိုရှုံငုံပြီးတော့ကြည့်ရပါတော့ထည့်ထားရင်ထည့်ထားတဲ့ amount တွေအကုန်လုံးပြဒါ spot wallet ဆိုပြီးရှိတယ် spot wallet မှာဘယ် coin တွေကိုထားလဲဆိုတော့ပြရပါတော့ဒါကတော့ any မှာအတိုးထဲတဲ့ဟာပါပြီးရင်တော့ funding wallet လည်းရှိပါတယ် funding wallet future wallet အဲ့လိုမျိုးရှိပါတယ် future trade မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ future wallet ထဲကို coin တွေကိုပြောင်းရတာပေါ့နော် transfer လုပ်ပေးရတာပေါ့ဒီမှာ future ထဲကိုသွားလိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ margin balance ဆိုပြီးပြနေပါတယ်အဲ့မှာ$0ဆိုပြီးပြနေပေါ့နော်ဆိုတော့ဒီ future ထဲမှာ future wallet ထဲမှာကျွန်တော်တို့ကဒေါ်လာမရှိဘူးအဲ့တော့ကျွန်တော်တို့ overview နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ$10ရှိတယ်ကဲ future ထဲကိုသွားလိုက်တယ်asset နဲ့ကိုပဲရင်သွားပါတော့ဒီ future ထဲမှာဒေါ်လာမရှိနေဘူးဆိုတော့ future wallet ထဲကိုကျွန်တော်တို့ကဒေါ်လာထည့်ရမှာအဲ့ဆိုတော့ကျွန်တော်တို့က spot ထဲကိုသွားလိုက်ပါတော့ spot wallet ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာရှိတာ$9.95ရှိပါတော့ဆိုတော့ USDT spot ထဲမှာကျွန်တော်က USDT ရှိတယ်ဆိုတော့
ဒီ USD ကိုကျွန်တော်တို့က future wallet ထဲကိုပြောင်းနေတာဆိုလို့ရှိရင်ဒီ USDT ကိုနှိပ်လိုက်ပေါ့နှိပ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ကပြောင်းနေတာဆိုတော့ဒီ transfer ဆိုလေးကိုနှိပ်ပေးလိုက်ပါအောက်မှာရှိရနော် app USDT sum ပြီးရင် transfer ဆိုပြီးရှိရဒီ transfer ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင် pro spot wallet မှာ to funny wallet ထဲကိုတော့ funny wallet ထဲကိုထည့်ချင်တာမဟုတ်ဘူးကျွန်တော်ထည့်ချင်တာဒီ future wallet ထဲကိုထည့်ချင်တာဆိုတော့ဒီ to future wallet ထဲကိုထည့်ချင်တာဆိုတော့ဒီ to funny ဆိုတဲ့နေရာကိုဒီမှာတစ်ချက်နှိပ်လိုက်ပေါ့နော်ပြီးရင်ဒီမှာမြင်နေရတဲ့ USDT and future ဆိုတာကိုရွေးပေးလိုက်ပါဒါဆိုရင် pro spot wallet to USDT and future ဆိုပြီးဖြစ်သွားပါလိမ့်မယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က USDT တွဲမှာဆိုတော့ကျွန်တော်တို့မှာရှိတာဒီအောက်မှာ available ဆိုပြီးပြနေပါတယ်เนาะ$3.61ဆိုပြီးရှိတယ်ကျွန်တော်တို့ကအကုန်ထဲမှာဆိုလို့ရှိရင် max ဆိုတာလေးကိုနှိပ်လိုက်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့$လေးပဲထည့်ပြီးတော့စမ်းနေတာဆိုလို့ရှိရင်$လေးကိုထည့်ပြီးတော့ confirm transfer ဆိုပြီးတော့နှိပ်လိုက်ပေါ့เนาะအဲ့ဆိုရင်ကျွန်တော်လုပ်ပြပါမယ် confirm transfer ဆိုနှိပ်လိုက်အဲ့ဆိုရင်ကျွန်တော်ကဒီ spot wallet ထဲကိုပြန်ကြည့်လိုက်ပေါ့เนาะspot wallet ထဲကိုပြန်ကြည့်လိုက်ဒီမှာ USDT ဆောင်းတာ$3ကျော်ရှိတာအခု$2.91ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီ future wallet တွေတစ်ချက်ပြန်သွားကြည့်လိုက်မယ်အဲ့ဆိုရင်ဒီမှာထားပါတော့$$ပဲထားပါနော်$ပြည့်အောင်ထပ်ထည့်လိုက်ပါနော် spot ထဲပြန်သွားရမယ် USDT ကိုပြန်နှိပ်မယ် transfer ကိုပြန်နှိပ်မယ်ပြီးရင်နောက်ထပ်$1 transfer ထပ်နှိပ်sorry funny ဖြစ်သွားပြီပေါ့နော်USD and future တွေကိုတော့မှာဆိုတော့$ထည့်လိုက်ပေါ့နော်အဲ့ဆိုရင်ရပြီအဲ့ဆိုရင်ကျွန်တော်ကဒီ future wallet တွေကိုပြန်သွားလိုက်ပါဒီမှာ$ဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်က trade တော့မယ်ဒီ trade ဆိုတာလေးကိုနှိပ်လိုက်လေရရပါတော့ဒီမှာကိုက coin ပြောင်းချင်တာဆိုလို့ရှိရင် coin ပြောင်းချင်တာဆိုလို့ရှိရင်ဒီမှာဒီနေရာလေးမှာရှိရပါတော့အဲ့နေရာကိုတစ်ချက်နှိပ်လိုက်ဒီမှာကိုထိတ်ရှင်တဲ့ coin တွေကိုရွေးလို့ရတယ်အဲ့လိုမှမဟုတ်ကိုထိတ်ရှင်တဲ့ coin MPP coin ဆိုရင်လို့ရှိရင်ဒါဆိုရင်ဒီမှာပေါ်လာပြီပေါ့နော်အဲ့လိုမှမဟုတ်ဘူးရှား coin တွေ HPL ကိုထိတ်ရှင်တာဆို HPL ဆိုပြီးတော့ရိုက်ချလိုက်ပေါ့နော်ဒါဆိုရင် HPL မှာ cross ရှိမယ်ဒီနေရာမှာကျတော့ cross နဲ့ isolated ဆိုပြီးရှိပါတယ်နော် cross နဲ့ပဲထိတ်ပါဆိုတော့ cross ရဲ့ဘေးမှာလဲဘိတ်ဆိုပြီးရှိရယ်ဒီမှာဇ20ဆိုပြီးပြနေတာအဲ့ဒါကတော့ကျွန်တော်တို့လဲဘိတ်ကိုပြောတာပေါ့နော်ဇတင်တာပေါ့ခုမှ$ရှိရယ်ဒီလဲဘိတ်20နဲ့ဆိုလို့ရှိရင်$ကို20နဲ့ပြောင်းလိုက်လို့ရှိရင်$20နဲ့ trade တဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်ဘောလုံးတင်တဲ့သဘောမျိုးပါပဲဆိုတော့အဲ့လိုမှမဟုတ်ဘူးကိုကလဲဘိတ်နည်းနည်းလေးနဲ့ပဲ trade ရှင်နေဆိုလို့ရှိရင်ဒီနေရာမှာတိုး short လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမှလဲဘိတ်များရင်သတိထားပါISK risk ရှိပါတယ်ပေါ့နော် level နည်းနည်းလေးနဲ့ trade မယ်ဆိုလို့ရှိရင်ပိုပြီးဆင်ပြေပါမယ်10ပဲထားလိုက်ပါမယ်ထားပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာ market နဲ့ limit ဆိုပြီးရှိပါတယ်အခုမြင်နေရတော့ market ဖြစ်တယ်ပေါ့နော် market ကတော့အခုလက်ရှိဈေးနဲ့တန်းရောင်းတန်းဝယ်သဘောပါ limit ကတော့ကိုသတ်မှတ်ထားတဲ့ဈေးမှသာလင်ဝယ်မယ်ရောင်းမယ်ပေါ့အဲ့သဘောမျိုးပါပဲ market မြန်ရင်တော့ market နဲ့ပဲဝင်လိုက်ပေါ့နော်ဒီမှာကျွန်တော် level 20ထားမယ် level ကို20ထားလိုက်မယ်ပြီးရင်ဒီအောက်မှာကျွန်တော်တို့ဒီအောက်မှာပေါ့နော်ဒီအောက်မှာဒါလေးကိုတစ်ချက်နှိပ်လိုက် market ကိုတစ်ချက်ချိုးပေါ့နော်ဒီမှာ up term သွားနေတယ်ပြီးတော့ down term ပြန်ဖြစ်သွားပြီပေါ့နော်တက်မလားကျမလားဒီနေရာမှာကျွန်တော်ခံမှန်းပြီးတော့ trade လိုက်ပေါ့နော်တက်မယ်လို့ခံမှန်းလိုက်ပြီးတော့ဘိုင်းဆိုပြီးတော့ဒီမှာအကယ်၍ကျွန်တော် trade တော့မယ်ဆိုလို့ရှိရင်ကိုကဈေးကတက်မှာလားကျမှာလားဆိုပြီးတော့ကြည့်ရတော့မယ်အဲ့ဆိုရင်ကျွန်တော်တို့ကဈေးတက်မယ်လို့ခံမှန်းမယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဈေးတက်မယ်လို့ခံမှန်းမယ်ဆိုလို့ရှိရင်ဘိုင်းဆိုတာလေးကိုနှိပ်ပေးဘိုင်းဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရမယ်ပေါ့နော်ဒီဘိုင်းဆိုတာလေးကိုဈေးကျမယ်လို့ကျွန်တော်တို့ခံမှန်းမိရဆိုလို့ရှိရင်ဒီ sell ဆိုတာလေးကိုတစ်ချက်ပြောင်းပေးလိုက်ပေါ့နော်ဆဲဆိုတာလေးတစ်ချက်ပြောင်းပေးလိုက်အဲ့ဆိုရင်ကျွန်တော်ကဈေးကြမှာဆိုပြီးတော့ခံမှန်းတာပေါ့နော်ဒါကတော့ကိုယ့်သဘောနဲ့ကိုပေါ့နော်ကိုတက်မယ်ကြမယ်ထင်တဲ့ဟာပြောင်းပြီးတော့နှိပ်လိုက်ပါတက်မယ်ထင်တယ်ဆိုရှင်ဘိုင်ကိုပြောင်းပြီးတော့ဒီနေရာမှာလဲဒီနေရာမှာဒီဟာလေးကိုပေါ့နော်ဒီပါဆန်လေးပေါ့ကို့မှာရှိတဲ့$ကို
$2ရှိရဆိုလို့ရှိရင်$ရဲ့ဘယ်လောက်ပါဆန့်အောင်သုံးပြီးတော့ trade မှာလဲဆိုတာကိုပြောရပါတော့ဆိုတော့အကုန်လုံး trade မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ98%လောက်ပေါ့ထားလိုက်ပါတော့အဲထားပြီးတော့ကျွန်တော်တို့ကဈေးတက်မှာလို့ကျွန်တော်ခံမှန်းလိုက်တယ်ဖြစ်တဲ့အတွက်ပိုင်းဆိုလို့ကျွန်တော်မောင်းလိုက်မယ်ပြီးရင် confirm ကိုနှိပ်လိုက်ပါတော့ဒါဆိုရင်ဒီမှာ order ဝင်သွားပြီပေါ့နော် order ဝင်သွားပြီပေါ့နော်ဒီမှာ IN ကိုပြမယ်ဒါဒီ 0.01 စာကကျွန်တော်မြက်နေတဲ့ဟာပေါ့နော်ဒါကတော့ margin size မယ်ပြီးရင်တော့ take profit အမြတ်နဲ့အရှုံးနော်တတ်မှတ်လို့ရတယ်ပေါ့နော်ဒီအောက်မှာ stop loss ရှိမယ် take profit ရှိမယ်ဒီနေရာမှာ stop loss က 0.1 ထားလိုက်မှာပေါ့နော် 0.1 ရောက်1ဆုံးရှုံးမှုရှိလို့ရှိရင်0.1 ရှုံးနေလို့ရှိရင်တခါတည်းဒီ order ကိုတခါတည်းပိတ်မယ်ပေါ့နော်ဒီ trading ကိုပိတ်လိုက်မယ်ပေါ့နော်အဲ့သဘောပါ PNN ကကြတော့ကျွန်တော်တို့အမြတ်ပေါ့ဘယ်လောက်မြတ်ရင်ဒီ market ကိုကျွန်တော်ရက်လိုက်မလဲဆိုတဲ့သဘောပါ$ကိုထားလိုက်ပေါ့နော်အဲ့လိုမျိုးတတ်မှတ်ရတာပေါ့နော်ပြီးရင် confirm ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်သိထားရမှာကဒီမှာ liquid မထိအောင်သူတတ်မှတ်ထားတဲ့ဈေးကိုကြည့်ရပါမယ် liquid price ကကြတော့ 0.199 ပေါ့နော်ခုလက်ရှိဈေးက 0.2 ပေါ့နော်2တော့ကတက်မှာခံမှန်းတာဖြစ်တဲ့အတွက်ဈေးကမတက်ဖက်နဲ့အောက်ကိုကျသွားလို့ရှိရင် 0.99 liquid price ထိကျသွားမယ်ဆိုလို့ရှိရင်တော့ကဒီကျွန်တော်ထဲမှာရှိတဲ့$အကုန်လုံးတော့ကကုန်သွားမှာပေါ့နော်ပလုံသွားမှာအဲ့သဘောပါပဲဒါဒီနေရာမှာတော့တစ်ချက်နည်းနည်းလေးတတိထားရမယ်ပေါ့နော်ဒါတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ဆိုင်ပါတယ်ဒီနေရာမှာကျွန်တော်ချက်ရှင်းပြပေးပါမယ်ဒီမှာပြထားတာဒီနေရာကိုကြည့်လိုက်ပေါ့ site HPL နဲ့တော့က HPL ကိုပဲ site နဲ့ဝင်ထားရလဲပေါ့တော့က$ကို leverage 20နဲ့ဝင်လိုက်တာပေါ့နော်leverage 20နဲ့ဝင်လိုက်တာ182 HPL နဲ့ပေါ့နော်ဒီ margin ကတော့တို့ဘယ်လောက်$နဲ့ဝင်ထားရလဲဆိုတာကိုပြတာပါကျွန်တော်$နဲ့ဝင်ထားတာပေါ့နော် leverage အတက်ကြနဲ့ဒီမှာရှုံးနေရတဲ့တွက်ပြီးတော့ရော့သွားတာပေါ့နော်ဒါကတော့ကျွန်တော်မြက်နေလားရှုံးနေလားဆိုတော့ margin ratio ကို percent နဲ့ပြရပါပေါ့နော်ဟုတ်ပြီပေါ့နော်ပြီးရင်ဒီအောက်မှာ entry price ဆိုပြီးတော့ရှိတယ် entry price ကကျွန်တော်တို့ကဘယ်ဈေးမှာစပြီးတော့ entry ဝင်တာလဲစဝင်တာလဲဆိုတာကိုပြတာပေါ့နော်တို့က 0.2079 မှာဒီ order ကိုစဝင်လိုက်တာပေါ့နော်ဒီမှာ market price ဆိုတာလက်ရှိဈေးတက်လိုက်ကြလိုက်ဖြစ်နေတဲ့ die ရိုက်ပေါ့နော် coin die ရိုက်ကိုကျွန်တော်ကြည့်ရပါ liquid price ကတော့ဘယ်လောက်ထိကျသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထဲမှာရှိတဲ့ USD တွေအကုန်လုံးပလုံသွားမယ်ဆိုတာကိုပြောတာပါနော်အဲ့ဒီခုပါပဲဒီနေရာမှာတို့ leverage က20ထားရတယ်အဲ့လိုမှမဟုတ် leverage ကို short ကျင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒီနေရာမှာ leverage ကိုနှိပ်ပြီးတော့ leverage တိုးလိုက်မလားချော့လိုက်မလားအဲ့သဘောပါပဲleverage ပြင်တာပေါ့နော်ကဲကိုက order ကိုမြက်လဲမြက်နေပြီးပိတ်မယ်ဆိုလို့ရှိရင်ဒီ close ဆိုတာလေးကိုနှိပ်ပြီးတော့ဒီမှာ confirm ဆိုတာလေးနှိပ်ပြီးတော့ပိတ်လိုက်ရမှာပဲเนาะအဲ့လောက်ဆိုရင်ရမယ်လို့ထင်ပါတယ်